မက်ဆီကိုကမ္ဘာ့ဖလားမရအောင်စူးစမ်းပေးဖို့အမ်ဘာပေကိုတောင်းဆိုခဲ့တဲ့ခရစ္စတီယာနိုအားလုံးပဲမင်္ဂလာပါစူပါဖုတ်ဘော်အေဒီမှာတင်ဆက်ပေးနေပါတယ်အမ်ဘာပေရဲ့ဖွင့်ရလိုက်တဲ့2022ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင်ရော်အန်ဒိုရဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကတော့ဗိုလ်လုပွဲမတိုင်ခင်ညမှာကျွန်တော်အခန်းထဲမှာနားနေတော့ဖုန်းမိလာတယ်အမည်မသိနံပါတ်တစ်ခုကပေါ့ပထမတစ်ချိန်မှာတော့ကျွန်တော်လစ်လီရှူထားလိုက်ပေမဲ့ဒုတိယတစ်ချိန်ထပ်မိလာတဲ့အခါမှာတော့ဖုန်းကိုကျွန်တော်ကန်လိုက်ပါတယ်ကျွန်တော်ကဟယ်လိုလို့မေးလိုက်တဲ့အခါတစ်ဖက်ကငါခရစ္စတီယာနိုရိုနယ်ဒိုပါလို့ပြန်ပြီးတော့ဖြေဆိုခဲ့ပါတယ်ကျွန်တော်ခဏလောက်တော့မှင်တက်သွားပြီးမှဟုတ်ကဲ့ဘာကိစ္စရှိလို့လဲဗျာလို့မေးလိုက်တော့သူကကျွန်တော်ပြောတယ်အမင်းစီကအကူအညီတစ်ခုလိုချင်တယ်မက်ဆီကိုကမ္ဘာ့ဖလားအနိုင်မရပါခြင်းနဲ့နတ်ပြန်ပွဲပါသူ့ကိုအနိုင်ယူဖို့မင်းလုံးနိုင်သမျှအကုန်လုပ်ပါတကယ်လို့မင်းကအနိုင်ယူနိုင်ခဲ့ရင်ငါစီကနေထူးထူးခြားခြားလက်ဆောင်တစ်ခုရစီရမယ်လို့ခရစ္စတီယာနိုကကျွန်တော်ကိုပြောဆိုခဲ့ပါတယ်ကျွန်တော်ကတော့ပြုံးပြီးကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်လို့ပဲပြန်ပြီးတော့ပြောခဲ့ပါတယ်နောက်တဲ့နေ့ဗိုလ်လုပွဲမှာကျွန်တော်ရှိသမျှအစွမ်းကုန်ပေးဆက်ခဲ့ပါတယ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဟတ်ထရစ်သွင်းယူခဲ့တယ်အရာအလုံးကရင်းပြီးတော့ကစားခဲ့တယ်ဒါပေမဲ့အဲ့ဒါကျွန်တော်အတွက်မလုံလောက်ခဲ့ပါဘူးအဲ့ညမှာပဲကျွန်တော်တခုကိုနားလည်သွားတယ်မက်ဆီကကမ္ဘာ့ချန်ပီယံဖြစ်ဖို့ကန်ကပါအောင်ပါလာခဲ့တာပဲလို့အမ်ဘာပေကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ